မျိုးသမီးရဲ့ဓာတ်ခွဲခန်းထဲမှာအစိမ့်ငွေတွေမျိုးစိမ့်လာတဲ့အချိန်မှာသူမရဲ့ချစ်သူကတခုလေးသောဂတ်စတာမျက်နှာဖုံးကိုသူမကိုပေးခဲ့ပြီးသူကိုယ်တိုင်ကတော့အသက်ရှူရချက်ပြီးနောက်ဆုံးထွက်သက်တဲ့အတူသူ့ရဲ့ညီလေးနာမီဟာမတ်စ်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်ပြီးတော့ညီလေးကို9 နှစ်တိတိစောင့်ရှောက်ပေးဖို့တောင်းဆိုရင်းအသက်ပြောက်သွားခဲ့တယ်ကယ်ဆယ်ရေးအဖွဲ့ရောက်လာတဲ့အချိန်မှာတော့အမျိုးသားဟာအသက်မရှိတော့ဘဲလက်ထဲမှာတော့အတန်ဖန်းဆက်လေးတစ်ခုကိုတင်းတင်းဆုပ်ကင်ထားတာတွေ့ရပြီးအဲ့ဒီအတန်ဖန်းဆက်က9 နှစ်ပြည့်မှသာဖွင့်လို့ရမယ့်တောခတ်စနစ်မျိုးဖြစ်နေခဲ့ပါတယ်စစ်သူကိုပေးခဲ့တဲ့ကတိအတိုင်းမတ်စ်ရဲ့အတွင်းရေးမှုအဖြစ်ဝင်ရောက်လုပ်ကင်ကမတ်စ်ကိုအသက်နဲ့လဲပြီးကာကွယ်ပေးခဲ့တဲ့အလုပ်ကိစ္စတွေမှာမတ်စ်အတွက်အရက်သေးစားတောက်စားရမယ့်ပွဲတွေကိုအကုန်လိုက်ပိတ်ပေးသလိုရန်သူတွေကကလဲစားချေဖို့စူးစမ်းတဲ့အခါမှာလဲမတ်စ်အတွက်ဓာတ်ထိုးခံဖို့အထိဝန်မလေးခဲ့ပါဘူးအရေးပေါ်လူနာတင်ကုတင်ဘောကစင်းစင်းချင်းမှာပဲဗာမျက်နှာအမူအရာမှမပြတ်ပဲအလုတ်ခွင်ကိုတန်းပြန်ဝင်ခဲ့တဲ့သူမကိုလူတိုင်းကမတ်စ်အပေါ်ရိုးရိုးမှုချစ်နေတာလို့ပဲထင်မှတ်ခဲ့ကြတယ်ဒါပေမဲ့9 နှစ်ပြည့်ဖို့ရက်ပိုင်းလိုမှာတော့သူမဟာရုတ်တရက်အလုပ်ထွက်စာတင်လိုက်ပြီးချစ်သူရဲ့နောက်ဆုံးစကားတွေကိုကြားရဖို့3 ရက်ပဲလိုတော့တဲ့အချိန်မှာသူမဟာအသက်ဘေးနဲ့နောက်တစ်ကြိမ်တွေ့ခဲ့ရပြန်တယ်။ကုမ္ပဏီကနေထုံးစံအတိုင်းထွက်လာတဲ့အချိန်မော်တော်ဆိုင်ကယ်တစ်စီးကသူမကိုတိုက်တော့မလို့ဖြစ်သွားခဲ့တယ်။ဆိုင်ကယ်မောင်းသူကအုပ်ထုတ်ချုပ်လိုက်တဲ့အခါမှာတော့မတ်စ်ရဲ့ပထမဆုံးအချစ်ဦးဖြစ်နေတာကိုတွေ့လိုက်ရပြီးအဲ့ဒီမိန်းကလေးဟာမတ်စ်ရဲ့အနားမှာသူမအမြဲရှိနေတာကိုမကျေနပ်တဲ့အတွက်မတ်စ်ရောက်လာတဲ့အခါအကြောင်းပြချက်မရှိပြဿနာရှာပြီးအမျိုးသမီးရဲ့တလစာကိုဖျက်တောက်ပစ်ဖို့မတ်စ်ကိုကြည်ကြပါတော့တယ်။မတ်စ်ကလည်းသူ့အချစ်ဦးကိုချုံမော့ကျင်တာနဲ့တင်ဘာမှမစင်စားပဲသဘောတူလိုက်တယ်။အမျိုးသမီးကတော့ဘာတစ်ခုမှပြန်မပြောခဲ့ပါဘူးချစ်သူမရှိတော့ကလေးကသူမဟာကဘာပေါ်မှာလူသူမဲ့ကျွန်းတကျွန်းလိုအထီးကျန်နေခဲ့တာဖြစ်ပြီးဒီ9 နှစ်ကလေးတာမရှိရင်အသက်ရှင်ဖို့မျှော်လင့်ချက်ရှိတော့မှာမဟုတ်ပါဘူးအဲဒီနောက်မတ်စ်ရဲ့အချစ်ဦးကမတ်စ်ရဲ့အချစ်ကိုစမ်းသပ်ဖို့စိန်ခေါ်မှု3ခုလုပ်ခိုင်းပါတယ်ပထမဆုံးစိန်ခေါ်မှုကတော့လူမိုက်ကိုင်းတစ်ခုနဲ့အသက်အန္တရာယ်များတဲ့ဆိုင်ကယ်တန်ပွဲပြိုင်ခိုင်းတာပါမတ်စ်ကဝင်ပြိုင်ဖို့လုပ်တဲ့အခါအမျိုးသမီးကမတ်စ်တီကိုက်တန်ရာရမှာစိုးရိမ်တဲ့အတွက်သူ့ကိုယ်စားဝင်ပြိုင်ပေးမယ်လို့အစားထိုးတောင်းဆိုခဲ့ပါတယ်ပြိုင်ပွဲနေ့မှာတော့မတ်စ်ရဲ့အချစ်ဦးကအမျိုးသမီးကိုဘရိတ်ပေါက်နေတဲ့ဆိုင်ကယ်တစ်စီးတမင်တက်ပေးမောင်းခဲ့ပါတယ်။မတ်စ်ကတားဆီးပေမဲ့လည်းသူမကတော့အေးအေးဆေးဆေးပဲဆိုင်ကယ်ပေါ်တက်မောင်းသွားခဲ့ပါတယ်။သူမရဲ့စိတ်ထဲမှာတော့လွန်ခဲ့တဲ့9 နှစ်ကလေးကချစ်သူနဲ့အတူအသက်ဆုံးသွားခဲ့တဲ့တယ်လို့တွေးနေခဲ့တာပါ။ပြိုင်ကွင်းထဲမှာတခြားပြိုင်ပွဲဝင်တွေကတမင်တက်လာတိုက်တဲ့အတွက်ဘရိတ်ကလုံးဝအလုံးမလုံးတော့ပဲဆိုင်ကယ်ကွင်းပြင်ဘက်ကိုလွင့်ထွက်ပြီးပြင်းပြင်းထန်ထန်ပြတ်ကျသွားခဲ့တယ်။မတ်စ်ဟာဒဏ်ရာရသွားတဲ့အမျိုးသမီးကိုကြည့်ပြီးအကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားကခွဲစိတ်ခန်းကိုအမြန်ဆုံးပွေ့ချီပို့ဆောင်ပေးခဲ့ပါတယ်။ကံကောင်းထောက်မစွာပဲသူမအသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့ဆရာဝန်ကလားလောက်ပါပြင်းထန်မှမလုပ်ဖို့တားမြစ်ခဲ့တယ်။ဒါကိုမြင်ပြီးမတ်စ်ရဲ့အချစ်ဦးကပုံမနာလိုဖြစ်ကဒုတိယစိန်ခေါ်မှုအဖြစ်အမျိုးသမီးကိုမီတာ1000အမြင့်ကနေလေကြီးခုန်ခိုင်းပါတယ်။အမျိုးသမီးကနောက်တစ်ကြိမ်သဘောတူလိုက်ပြန်ပါတယ်။ဒီနေ့ဟာ9 နှစ်ပြည့်တဲ့နောက်ဆုံးနေ့ဖြစ်တဲ့အတွက်အတန်ဖန်းဆက်လေးကိုပါသူမနဲ့အတူယူဆောင်သွားခဲ့ပါတယ်။သူမဟာနှလုံးသွင်းပြီးတာနဲ့ဘာမှမတွေးပဲလေထဲကိုခုန်ချလိုက်ပါတယ်။ပြန်တန်းနေတော့မှလမ်းညွှန်ပြသသူကလေကြီးကျိုးဆွဲဖို့ဝေါ်ကီတော်ကီကနေလှမ်းပြောပေမဲ့မထင်မှတ်ပဲလေကြီးကချို့ရင်းချက်ရှိနေပြီးပွင့်မလာခဲ့ပါဘူးသူမဟာအသက်ဘေးရောက်နေတာတော့အေးအေးဆေးဆေးပဲအတန်ဖန်းဆက်လေးကိုထုတ်ကြည့်လိုက်ပါတယ်ခုနဲ့နှစ်ကန်သက်ချက်ပြေးသွားတာမို့အတန်ဖန်းဆက်လေးကနေသူမချစ်သူရဲ့နောက်ဆုံးစကားတန်တွေအလိုလျောက်ထွက်ပေါ်လာပါတော့တယ်သူအသက်ဆုံးသွားရင်သူမကိုအဆုံးစီရင်မှာကိုကြောက်ရွံ့တဲ့အတွက်ကြောင့်သာညီဖြစ်သူကိုခုနဲ့နှစ်ဆောက်ရှောက်ပေးဖို့တမင်သက်ဂရီတောင်းခဲ့တာဖြစ်ကြောင်းခုနဲ့နှစ်ဆိုတဲ့အချိန်တိုင်းတာဟာညီဖြစ်သူနဲ့ဖူးစာဆုံးပြီးဘဝတစ်ခုမှာပျော်ရွှင်သွားနိုင်ဖို့လုံလောက်လိမ့်မယ်လို့တွေးခဲ့မိကြောင်းပြောသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူမဟာခုနဲ့နှလုံးလုံးထမ်းပိုးထားခဲ့ရတဲ့ဝတ္တရားတွေကနေပြည့်ပြည့်စုံစွာလွတ်မြောက်သွားသလိုခံစားလိုက်ရပါတော့တယ်